အရင်ဆုံးကျွန်တော်ဖုန်းထဲကနေပြီးကျွန်တော် Google တော့ကျွန်တော်တစ်ချက်ဝင်လိုက်မယ်ပေါ့နော် Google တော့ဝင်ပြီးကျွန်တော်ကိုပြထားတဲ့နေရာလေးတစ်ချက်ထပ်နေပြီပေါ့နော်ထပ်နေပြီကျွန်တော်အောက်ကိုတစ်ချက်ထပ်ဆွဲပြီပေါ့နော်ထပ်ဆွဲပြီးမယ်ဆိုရင်ကျွန်တော်အောက်ကိုအကောင့်တစ်ဖွင့်ပြမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနားကအကောင့်ဆိုတော့ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဗျနေပြီးဝိုင်းအခုလိုပေါ်နေပါဘောနော်အဲဆိုကျွန်တော်ဒီမှာ create account ဆိုတဲ့အရာလေးကိုကျွန်တော်တစ်ချက်ထပ်နေပြီးပြထပ်နေပြီးတော့ Pro ကကို personal အတွက်သုံးမယ်ဆို personal ကိုယူရှယ်ပြီးတော့ business အတွက်သုံးမယ်ဆို business အတွက်ယူရှယ်ပြီးလို့ရတယ်နော်ပြီးရင်ပထမဆုံးကျွန်တော် name လေးတစ်ချက်ထည့်ပြရမယ်ဗျ name မှာကျွန်တော်ဘယ်လိုကြိုက်နေတဲ့ name လေးပေါ့နော်ကျွန်တော်တို့ကနမူနာဖွင့်ပြသွားမှာဆိုကျွန်တော်ခိန်းကောင်နံပါတ်လေးပေါ့နော်တောင် gaming ဆိုပြီးကျွန်တော်ချက်ထည့်ပေးမယ်ဗျပြီးရင်ကျွန်တော်ဒီ next ဆိုတဲ့အရာလေးကိုကျွန်တော်တစ်ချက်ထပ်နေပြရမယ်နော်ပြီးရင်ဒီမှာ bro ရဲ့မွေးနေ့တက်ကြပေါ့နော်အဲဆိုကျွန်တော်လာမှာကျွန်တော် bro ရဲ့မွေးလာလေးကိုတစ်ချက်ထပ်ပြီးပေါ့နော်ထပ်ပြီးကျွန်တော် day ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ရဲ့ရက်ပေါ့နော်ရက်မွေးရက်လေးကိုတစ်ချက်ထပ်နေပြီးပြပြီးတော့ကျွန်တော်ရဲ့ခုနှစ်လေးတစ်ချက်ထပ်နေပေါ့နော်ပြီးသွားပြီဆိုကျွန်တော်အောက်ကဌာနဆိုတဲ့နေရာလေးမှာကျွန်တော်ရဲ့ယောက်ျားလားမိန်းမလားဆိုတဲ့အရာလေးတစ်ချက်ထပ်နေပြပါပေါ့နော်တကယ်လို့ main လေးဆိုတော့ female ဆိုတဲ့အရာလေးကိုရှင်းပြီးတော့ကြားလေးဆိုတော့ male ကိုရွေးပြရမယ်ဗျတကယ်လို့ browser အနေနဲ့ဘာမှပြောချင်ဆိုတော့ဒါတော့ say custom ကြိုက်တာထားလို့ရရပါတော့ကျွန်တော်အခုယောက်ျားလေးအနေနဲ့ဖွင့်ပြမှာဆိုတော့ကျွန်တော်ကတော့ male ဆိုပြီးတော့ကျွန်တော်ရှင်းရွေးလိုက်မယ်ပေါ့နော်ပြီးကျွန်တော် name ကိုတစ်ချက်ထပ်နေပြီဗျပြီးရင်သူ့ဘက်က original ရှာပေးထားတဲ့ပေါ့နော်ဟိုက Gmail လေးလည်းရှိရတယ်ကျွန်တော်ကိုယ်က IH အောင်မကြိုက်ဘူးကိုယ်တိုင်ရေးချင်တယ်ဆိုတော့အောက်ဆုံးကကျွန်တော်ဒီ create QR owner ဆိုတဲ့အောက်စားလို့ချက်ထပ်နေပြန်မှာပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်ကြားနေတတ်တဲ့အရာ Gmail ပေါ့နော်ကိုယ်တိုင်ကိုထားခြင်းတဲ့ Gmail တစ်ချက်ရေးမယ်ပေါ့နော်အဲ့ဆိုကျွန်တော်ဒီ Tom Gaming ဆိုတာဒီအရာတစ်ချက်ထပ်နေမယ်ပေါ့နော်ထပ်နေပြီးတော့ကျွန်တော်ဒီတိုင်း next ကိုနှိပ်လိုက်မယ်ဆိုတော့မရနိုင်ဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီ Gmail ရဲ့နေရာမှာကျွန်တော်က sample တခုထည့်ပေးရပါတော့အဲ့တော့ကျွန်တော်ဒီ Tom Gaming ဆိုတဲ့နေရာမှာကျွန်တော်တက်ခံပြီးတော့ကျွန်တော်နောက်ကနေပြီးကျွန်တော် Thailand ဖြစ်တဲ့အတွက်ကြောင့် Thailand ဆိုပြီးကျွန်တော်တစ်ချက်ထပ်နေပြီးတက်ရေးပြီးမှပေါ့နော်ဘလို့နေရှားအရာခဏသုံးဖို့တခုထည့်ပြီးလို့ရတယ်ဗျပြီးတော့ကျွန်တော် next ကိုနှိပ်ပေါ့နော်ပြီးရင်ဘလို့ထားခြင်းတဲ့ password ပေါ့နော် password ကတော့နည်းနည်း strong ဖြစ်ဖို့လိုလေဗျ password မှာကျွန်တော်အရင်မိကောက်ဖွင့်တယ်လို့ပဲပေါ့နော်ကျွန်တော်ကဏ္ဍအခရာရပြီးတော့ဟိုက1 2 3ပေါ့နော်အဲကဏ္ဍလေးရပြီးနောက်ကျွန်တော်နောက်က simple လေးရထည့်ပြရဗျအဲ့ဆိုကျွန်တော်ဒီ Document Thailand ဆိုပြီးကျွန်တော်ဒီတိုင်းထည့်လိုက်တယ်ဆိုရင်မရဘူးပေါ့နော်မရဘူးဆိုကျွန်တော်ဒီဟို symbol ထည့်လို့လည်းရတယ် symbol မထည့်ချင်ဘူးဆိုလည်းနည်းနည်းကိုယ့်ကိုဒီ dot တို့တခုခုထည့်ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ကနေပြီး2026ဆိုပြီးကျွန်တော်နမူနာထည့်ပြသွားပါတော့ပြီးတော့ကျွန်တော်ဒီ next ဆိုရလို့ချက်ထည့်နေလိုက်ပါတော့အဲ့ဆိုတော့ကျွန်တော် Gmail ကောက်ကတော့ရသွားပြီပြအောက်ဆွဲပြီးကျွန်တော် I agree ဆိုလေးတစ်ချက်ထည့်နေပြန်မယ်ဗျပြီးတော့ခဏဆောင်ပြီပါနော်ပြီးသွားရင်ဆိုရင်ကျွန်တော်ဒီ Play Store ကိုကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်ဗျ Play Store ကိုကျွန်တော်တစ်ချက်ဝင်ပြီးတော့ကျွန်တော် Gmail ရမရကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်နော်အဲ့တော့ကျွန်တော်ဖုန်းရဲ့ Play Store ကိုကျွန်တော်ရှောက်ဝင်လိုက်မယ်ပြီးရင်အပေါ်ဆုံးလေးမှာကျွန်တော်ပြထားတဲ့အရာလေးချက်ထည့်နေပါတော့ပြီးရင်အများလေးကိုနှိပ်ပြီးတော့အောက်ဆုံးလေးကိုဆွဲလိုက်မယ်ဆိုရင်ကျွန်တော်ထည့်ထားတဲ့အကောင့်ရှင်းရှိဆိုမြင်ရမှာပေါ့နော်အဲ့တော့ကျွန်တော်အောက်ကိုအနည်းငယ်ဆွဲကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒါ Gmail ထည့်ထားအများတော့အခုလိုအများကြီးပုံနေပါတော့ Pro အနေနဲ့တခုလုံးကိုရေးဆိုတော့ရှင်းလင်းများလိုက်ပြီဗျအခုဆိုတော့ကျွန်တော် Tom Gaming ဆိုတဲ့အရာလေးတွေ့ပြီပေါ့နော်အဲ့ဆိုကျွန်တော်အဲ့ဒီအရာလေးချက်ထပ်နေပြန်မယ်ဗျအဲ့ပြီးသွားပြီဆိုကျွန်တော်အဲ့ဒီအရာလေးချက်ထပ်နေပြီးကျွန်တော် manage your Google account ဆိုလေးချက်ထပ်နေပြီပေါ့နော်တန်းနေပြီးသွားပြီဆိုကျွန်တော်အောက်မှာအမှ recovery phone number ပေါ့နော်ဘလို့ထားခြင်းနဲ့ phone number ချက်ထည့်ပြီးလို့ရတယ်ဗျအဲ့ဒီအရာနေပြောနေအဲ့ဒီအရာကိုချက်ထည့်နေလိုက်ပဲဆိုရင်ကျွန်တော် phone ရဲ့ password တောင်းလိုက်ဗျအဲ့မှာ phone password လေးချက်ထည့်ပြီးပေါ့နော်ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီ phone number နဲ့ Gmail ထည့်လို့ရတဲ့အရာလေးပေါ့နော်အဲ့ဒီမှာကျွန်တော် recovery phone number တစ်ခုထည့်လို့ရမယ်ပြီးတော့ bro အနေနဲ့တခြား Gmail ရှိဆိုရင် recovery Gmail တစ်ခုထည့်ပေးရမယ်ပေါ့နော်ကျွန်တော်တော့မထည့်ပြတော့ဘူးပေါ့နော်အပြင်အောက်ကကျွန်တော် personal information ဆိုတဲ့အရာလေးရှိရဗျအဲ့ဒီအရာလေးကိုချက်ထည့်နေလိုက်မှဆို bro ရဲ့နာမည်ပေါ့နော်နာမည်မိသက်ကြတဲ့ဒီကဏ္ဍအဲ့ဥစ္စာရေအကုန်ပြောင်းလဲလို့ရမယ်ဗျ
ပြီးရင်ဘရိုဖုန်းနဲ့ပဲထည့်ချင်တာပဲဖြစ်ဖြစ်အကုန်လုံးဒီမှာလည်းထည့်လို့ရတယ်ပေါ့နော်ဒီမှာပြင်ဆင်လို့ရတယ်ပေါ့နော်ဘရိုရဲ့ဒီမှာ web address တွေပါရင် home address တွေအကုန်ထည့်လို့ရတယ်ပေါ့နော်ပြီးသွားရင်ဘရိုအနေနဲ့ password ပါညာချင်းနေဆိုတော့ကျွန်တော် Google password လေးကိုတစ်ချက်ထည့်နေပြီပေါ့နော်ထည့်နေပြီဆိုရင်တော့ကျွန်တော်ဒီမှာအပေါ်မှာဘရိုရဲ့ထားခြင်းတဲ့အသစ် password လေးပေါ့နော်အောက်မှာကျတော့အရင်ကထားခဲ့တဲ့ password လေးထည့်ပြီးတော့ကျွန်တော် change password လေးဆိုတာနှိပ်လိုက်ပြီးဆိုတော့ကျွန်တော် password change လို့ရတယ်ပေါ့နော်အခုလို့အဆုံးလေးကြည့်ရှုပြီးတော့အကုန်လုံးကျေးဇူးတင်ပါတယ်ဗျာတကယ်လို့အဆင်ပြေပြလေးရှိရင်လည်း comment မှာမှတ်ခဲ့ပေးလို့ရပါတယ်เนาะဒါကတော့အခု Gmail မဖွင့်တတ်သေးတဲ့လူတွေအတွက်လုပ်ပြပေးထားတာပဲဖြစ်ပါတယ်ဗျာတကယ်လို့တည်တဲ့လူတွေဆိုရင်လည်းကြော်ဝါလို့ရပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ဗျာ